ဒီလောကကြီးတဲ့ကိုကျုပ်တာတေရောက်မှမသိရောက်လာခဲ့တယ်ဗျာခမရတို့လည်းတည်ထားတဲ့အတိုင်းပဲကျုပ်ကထူးထူးဆန်းဆန်းကိစ္စမျိုးဆိုရင်လွတ်ပြီးတည်ကျင်တာဗျအဲ့ဒီဝါစနာကြောင့်ပဲအသက်လှူပြီးပြီးခဲ့ရတာတွေကလည်းအကျဉ်းချင်းပါပဲဗျာဒါပေမဲ့ဒါတေဆိုတဲ့ကောင်ကနောင်ကျင်သွားသလားဆိုတော့ဝေးပါဗျာကျုပ်ရင်ထဲကမွေးရပါစူးစမ်းခြင်းနဲ့ရှိကလေအခုဆိုရင်ပိုတော်ဆိုးလာသေးတယ်ဗျာခမရမှတ်မိသေးရဲ့လားဗျတာတီကိုနာနာဘာဝရီမင်းနိုင်အောင်ဒီမြက်ကွင်းစည်းပေးခဲ့တဲ့ဆရာကြီးလေးဗျဆရာကြီးဆိုင်းနွန်ဖာလေအဲ့ဒီဆရာကြီးကြောင့်မဲကျုပ်တာတီတယောက်ဒီလောကထဲကိုကျွန်တော်မသိကြုံဝင်ခဲ့တာပေါ့ကျုပ်ကတော့လေဆရာနွန်ဖကိုအားကြီးကိုလေးစားတာဗျကိုကြီးတာတွေကိုဆရာတော်ခေါ်ခိုင်းလို့အခုလာခဲ့ပါတယ်ဗျာပေါ့ပယုံကျောင်းကကျောင်းသားလေးတော်ကျော်ကျုပ်စီကိုပြေးပြေးလွတ်လွတ်နဲ့လာခေါ်တာဗျာနေပေါင်းကွာဘာကိစ္စတုံးတော်ကျော်ရဲ့အလောတကြီးနဲ့အဲ့ဒါတော့ကျုပ်လည်းမသိဘူးဗျာကိုကြီးတာတွေကိုအရေးကြီးတဲ့ကိစ္စရှိလို့အခုချက်ချင်းဖောခေါ်ခဲ့ဆိုပြီးတော့ပဲဆရာတော်ကမိန့်လိုက်တာဗျို့ကျုပ်လည်းဘာမှထပ်မမေးတော့ပဲကျောင်းဘက်ကိုပဲခတ်တွတ်တွတ်လိုက်ခဲ့ရတော့တာဖို့အေးငါအခုပဲလိုက်ခဲ့ပါမယ်တော့ကျော်ရခဏတော့စောင့်အောင်လုံကြီးကလေးတော့လဲဦးမှာကွကျုပ်ကလည်းဖြိုးဖြိုးဆိုးနေပဲအိမ်ထဲကိုခတ်တွတ်တွတ်ဝင်ပြီးအမေကိုလှမ်းပြောလိုက်တာပေါ့ပြီးတော့မှလုံကြီးကလေးအမြန်လဲပြီးတော့ကဲလာသွားဆိုတော့ကျော်ကိုခေါ်ပြီးတော့ကျုပ်နေយ៉ាងသာရွာအရှိပိုင်းမှရှိတဲ့ပုဘာယံကျောင်းဘက်ကိုခတ်တုတ်တုတ်လေးပဲရှောက်လာခဲ့ကြတယ်ဗျအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်နိုင်မှုအတွက် like နဲ့ follow လေးလုပ်ပေးကြပါဦးခင်ဗျာ